which one is correct အဲ့တော့ဒီနှစ်ကြောင်းမှာဆိုရင်ဘယ်စာကြောင်းကအမှန်ဖြစ်မယ်ထင်တယ်လေအဲ့တော့ရွေးကြည့်ပါနော်အဲ့တော့တင်ကပထမစာကြောင်းကိုရွေးမယ်ဆိုရင်နော်တင်က MS စာလို့ခေါ်တဲ့ verb to be အကြောင်းကိုထပ်ပြီးလေ့လာဖို့လိုအပ်နေပါတယ်။ဘာဖြစ်လို့လဲဆိုတော့အဖြေမှန်ကဒုတိယတစ်ကြောင်းဖြစ်နေလို့ပါ။အဲ့တော့များသောအားဖြင့်တော့ I ဆိုတဲ့ subject က M နဲ့တွဲလိရှိပါတယ်။ဒါပေမဲ့ဒီညမှာ Rosie and I ဆိုပြီးတော့ subject က plural အနေနဲ့အများကိန်းဖြစ်နေတဲ့အတွက်ကြောင့်မို့လို့ R ကိုသုံးခြင်းဖြစ်ပါတယ်။အဲ့တော့ဒီနေ့ MS စာလို့ခေါ်တဲ့ verb to be အကြောင်းကိုဆက်ပြီးတော့လေ့လာကြည့်ရအောင်။ I ကို M နဲ့တွဲလေးရှိပါတယ်။ We you တွေကတော့ R နဲ့တွဲလေးရှိပါတယ်။ He she it ကတော့ is နဲ့တွဲပါတယ်။တခါတလေမှာတော့ subject တွေက singular subject အနည်းကိန်းပေါ့နော်။အနည်းကိန်း for example Tom အဲ့လိုမျိုးဆိုရင်တော့ is နဲ့တွဲပါတယ်။ဒါမှမဟုတ်ရင် subject က plural အများကိန်းဖြစ်နေမယ် for example teachers ဒါမျိုးဆိုရင်တော့ R နဲ့တွဲပါတယ်။အဲ့တော့ဒီမှာလေ့ကျင့်စရာလေးတွေ exercise လေးပေးထားပါတယ်ကိုယ်တိုင်ဖြည့်ကြည့်ပါပြီးရင်တော့အဖြေမှန်လေးတွေပေးထားပါတယ်